ငါနင့်ကိုဘဒူးလက်ထဲမှာထည့်မပေးနိုင်ဘူးကျင်းနေလို့လားခွဲမသွားခြင်းဆိုတာ အော်ဟုတ်ကဲ့ပါရှင်ဒီလိုတရုတ်ဆောင်တာကိုလူတိုင်းကသဘောကျတယ်ဆိုတော့ကောင်းတာပေါ့နော်သူတို့ကကျမနေရာမှာဝင်ရောက်တရုတ်ဆောင်ချင်ကြတယ်ဆိုတာကကျမရဲ့ဇက်ကောင်စရိုက်ကိုတကယ်နဲ့ချက်ကြလို့ပဲဖြစ်မှာပါနော်ကျမသဘောတူပါတယ်ရှင်ကိုကိုတော့ဘယ်လိုသဘောရလဲဟဲ့ငါနောက်တစ်ယောက်နဲ့ဖောက်ပြန်မောင်နေရသဘောတူတယ်ရှင်အဲ့ဒါကဘာကိုပြောတာပါလဲရှင်ငါသဘောမပေါက်လို့ပါငါနှစ်ယောက်မချစ်တော့ဘူးလေအဲ့ဆိုငါတို့နောက်လိုက်သွားတော့မှငါတို့နောက်လိုက်သွားတော့မှနင်းနဲ့မပြောဘူးငါတို့ရဲ့နဲ့ပဲပြောမှာအော်စိတ်မကောင်းလိုက်တာတကယ်ပဲအဲ့လိုဖြစ်သွားတော့မှလားဟင်ကျမတို့ဖြန်ပြီးဆွေးနွေးလို့မရတော့ဘူးလားဟဲ့နင်းပဲလိုက်သွားဆိုနင်းမဲ့သဘောတူတယ်ဆိုသူတို့နဲ့ရှင်ကျမအဲ့လိုပြောတာမဟုတ်ပါဘူးရှင်သူတို့ကကျမနေရာမှာဝင်ရောက်တရုတ်ဆောင်ချင်ကြတယ်ဆိုတာကိုသဘောကျတယ်လို့ပြောတာပါရှင်ကျမတကယ်မလိုက်ချင်ပါဘူးရှင်နင်းကငါမထည့်ပေးဘူးငါလိုက်သွားမှာငါလိုက်သွားမှာတကယ်မဖြစ်နိုင်တော့ဘူးလားဟင်ကျမတကယ်နင့်ကိုခွဲမသွားချင်ဘူးရှင်ကျင်းနေလို့လားခွဲမသွားခြင်းဆိုတာဟုတ်တယ်ရှင်ကျမတကယ်နင့်ကိုခွဲမသွားချင်တာပါကျမတို့အဆင်ပြေအောင်ပြန်စူးစမ်းကြည့်လို့မရတော့ဘူးလားဟင် emotional damage အေးနော်နင်ငါ့ကိုမျိုးမပြောနဲ့နော်အေးနင်ငါ့ကိုအဲ့လိုကွန်ထက်ပြောနေငါလိုက်သွားတော့မှစိတ်ဆိုးသွားတာကိုငါမသိလိုက်လို့မှတကယ်တောင်းပန်ပါတယ်နော်ငါတို့အေးစစ်စစ်ပြန်ပြောကြရအောင်နော်ပြီးရောအဲ့ဆိုအေးဆေးပြန်ပြောမယ်အဲ့ဆိုရင်နင်ကငါ့ကိုသူတို့နဲ့သဘောတူလားသူတို့လက်ထဲကိုထည့်ပေးမှာလားသူတို့ကအပိုင်ယူသွားတော့မှငါ့နင့်ကိုဘဒူးလက်ထဲမှာထည့်မပေးနိုင်ဘူးနော်နင့်ကိုငါတကယ်ချစ်တယ်လေငါတို့အတူတူပျော်ပျော်ရွှင်ရွှင်ပြန်နေကြမယ်နော်ပြီးရောအဲ့ဒါဆိုလေလူနောက်မှာလိုက်ပြီးတော့ရှင်းနေတယ်အဲ့လိုမျိုးဖြစ်နေရမှာလေအစားလေးOkayနေအဲ့ဒီလိုပြောတာကြောင့်ငါစိတ်မကောင်းဖြစ်မိတာပေါ့ဒါပေမဲ့နင်တကယ်အဲ့လိုဖြစ်ချင်တယ်ဆိုရင်ငါနေ့ရဲ့ဆုံးဖြတ်ချက်ကိုလေးစားပေးရမှာပေါ့ဒါဆိုရင်ငါတို့ဘယ်လိုဆက်ပြီးတရုပ်ဆောင်ကြမလဲဟဲ့တရုပ်ဆောင်ကြမလဲမပြောနဲ့လေလူတွေမိကုန်တော့တော်ပြီနင်ငါရေလောက်ပဲရက်လိုက်တော့အိတ်တော့โอเคလေဒါဆိုလဲအိတ်တော်နော်ကောင်းတော့ညပါရှင်ကောင်းတော့ညပါခင်ဗျာ